မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘောဓိပေနဲ့ရွှေပလင်ပေါ်မှာသုံးလောကထွတ်ထားဘုရားဖြစ်တော့အဂောဟမသမိလောကတဇိထောဟမသမိလောကတသစ်ထောဟမသမိလောကတလောကကြီးမှာငါသာလေအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးပဲဆိုတာသူကိုယ်သူသိပါတယ်သိပြီးပေမဲ့ကိုယ်ွယ်ရာအားထားရာမဲ့ပြီးနေလို့မတော်ဘူးတဲ့ငါဘာကိုကိုယ်ွယ်ပြီးတော့ဟောလေဘသူရဲ့ညွှန်ကြားချက်ဘသူရဲ့လမ်းညွှန်ချက်ဘသူကိုစီးကပ်ပြီးငါနေရမလဲပုဂ္ဂိုလ်အနေနဲ့လောကမှာရှားကြည့်တော့အဝိဇ္ဇိကနေထက်ဘဝအထိဘုရားရှင်ထက်သာလောမြင့်မြတ်သောပုဂ္ဂိုလ်ရှိသလားမရှိပါဘူးသီလသာသူလည်းမရှိပါဘူးဘုရားရှင်ကိုရောမြတ်ကြီးကစိတ်ကွယ်ရာမှာတောင်းမှမကောင်းမှုကိုမပြုပါဘူးတဲ့နောက်သမာဓိသာသူကောမရှိဘူးပညာသာသူကောပုဂ္ဂိုလ်အနေနဲ့တော့သူမတွေ့ဒီတော့သူဆုံးဖြတ်ချက်ချလိုက်တယ်ငါတရားပဲအာကိုနေမယ်ဗါတယ်လေအဲ့တော့ဘုရားကဘသူလမ်းညွှန်ချက်နဲ့နေတယ်လေတရားရဲ့လမ်းညွှန်ချက်ကိုလို့မသုံးနဲ့ကိုလို့မသုံးနဲ့ဟမ်ဘသူလမ်းညွှန်ချက်လဲတရားရဲ့လမ်းညွှန်ချက်တရားရဲ့ဥဆောင်မှုအောက်မှာပဲဘုရားရှင်ကိုရောမြတ်ကြီး45ဝါတိုင်တိုင်နေထိုင်ကျင့်သုံးသွားတယ်အခုလည်းဦးဇင်းတို့သူတော်ကောင်းတို့ကြတော့တရားကကိုယ်တိုင်သိတာလားသူများပြောမှသိသလားဟေးလေဒါကြောင့်ဘုရားဟောမှဘုရားပွင့်လာမှသိရတဲ့အမျိုးကိုအဲ့တော့တို့မှာဘုရားရှင်ကိုရောမြတ်ကြီးညွှန်ကြားချက်ရှိတဲ့အတွက်ဦးဇင်းတို့ကြတော့ဘသူဆုံးမတိုင်းနေကြမှာဘုရားရဲ့ဆုံးမတွေဟာဘာလဲတရားတွေပေါ့ဘုရားရဲ့ဆုံးမတွေဟာအဲ့ဒီမှာဦးဇင်းတို့ကောက်ချက်ဆွဲကြည့်ရဦးဇင်းကိုယ်တိုင်ကတော့ပေါ့လေဗုဒ္ဓဘာသာဘုရားရှင်ရဲ့အဆုံးအမကိုဘာကြောင့်ကြိုက်တယ်လဲလို့မေးရင်ဦးဇင်းကြိုက်တာလေးနှစ်ခုပြောပြတစ်ခုကအတ္တဟိအတ္တနောနာထောတစ်ခုကဘာလဲဘသူကိုဘသူအာကိုကိုသမိုင်းကိုကြမ္မာစိတ်ကြိုက်ဦးဇင်းတို့ငယ်ငယ်လေးကလေးကရင်လူမှုအသင်းဖွဲ့တွေနဲ့နေတယ်အများအကျိုးပြုလုပ်ငန်းတွေကိုအမှန်တန်စိတ်ထက်သန်တယ်ဒါဘုသူမင်္ဂလာရဲ့ဘဝတစ်လျှောက်တာမှာကောင်းတာလေးပြောရင်အဲ့ဒီတစ်ခုပဲရှိကျန်တာတော့ဘာမှမကောင်းနော်ကိုလည်းပြောရသေးတာနော်ကိုဘုံကိုဖော်ရင်မသူတော်လည်းပါသွားမှာအဲ့တော့လူမင်္ဂလာဘာမှမကောင်းစိတ်ထဲမှာတော့အညိုတေးကြီးမှုနော်ရံညိုဖွဲ့ရမှုဒေါသကြီးမှုလောဘလည်းကြီးတာပါပဲနော်မောဟကလည်းအိမ်မီအထားကိုမထားခြင်းအဲ့တော့ဘာမှမကောင်းအကောင်းတာလေးတစ်ခုအဲ့ဒါလေးပေါ့လေကိုယ့်ကိုရှာတွေ့အများအကျိုးဆောင်ခြင်းတဲ့စိတ်ကလေးရှိအဲ့တော့အဲ့ဒီမှာဦးဇင်းတို့ပေါ့လေကောင်းသူကဲ့တင်မီမကောင်းသူကိုဗါတဲ့ဖယ်ရှားမတဲ့ဆိုတော့အမေကိုအဟုတ်တယ်နော်ဘိုးတော်လိုထွက်ရပေါက်လိုဂိုင်းနဲ့ဝင်းနဲ့သူတို့ကကဲတင်တဲ့ဂိုင်းတွေဆိုတော့ကိုကဟုတ်တယ်ထင်တာပေါ့အဲ့ဒီထဲသွားပြီးတော့နော်လိလာစီးဘူးအထုတ်ပေါ့ဒီလိုလို့တော့ကဲတင်ရေးလုပ်ငန်းတွေလုပ်တော့မယ်ဆိုတော့သူတို့ပြောလို့ရှိတယ်အဲ့ဒီဆရာကြီးတွေပြောလို့ရှိတဲ့စကားရှိအထက်ကညွှန်ကြားလာတာအထက်ကအမိန့်ပေးတာဘုမင်္ဂလာဆိုတဲ့ကောင်းလဲကိုယ်အထက်ကရှိတာကိုမကြိုက်ရှင်းနော်သူများခိုင်းတာလုံနေရတယ်ဆိုတော့ခိုင်းမှလုံတတ်တာတလိษံกว่าငါလည်းအခုဘယ်သူမှလာမခိုင်းပါဘူးဟိုတယောက်ကပြောပြန်ပြီမနှောတိုက်ပြီးပြောသွားတာဟမ်ဒီတယောက်ကပြောပြန်ပြီဓာတ်စီးပြီးပြောတာဘာမှလည်းမဟုတ်ဘူးပြီးတော့ကိုယ်တိုင်လက်တွေ့ကျင့်သုံးလာတာပဲဘာတစ်ခုမှစီးစရာလည်းမရှိပါဘူးပြောစရာလည်းမရှိပါဘူးထင်ရလျှောက်လုံနေကြတာပါအမှန်တိုင်းဝန်ခံမယ်ဆိုအဲ့ဒီလူကြီးတွေအကုန်ဝန်ခံရလိမ့်ဘိုးတော်တွေဘယ်သူကမှမပြောဘူးကိုယ့်အကိုစိတ်ကူးရင်ရှင်းလားရှင်းပါဗျာအဲ့ဒီမှာမကြိုက်ဆုံးကအဲ့ဒါအထက်ကညွှန်ကြားချက်ကြောင့်လုပ်ရတာအထက်ကခိုင်းတာတော်ဟာအဲ့ဒီလုံငါမလုပ်ရှင်းလား
ကိုမှမပိုင်မဲနဲ့တကယ်တော့ကိုလန်းကိုရှောင်ကိုခရီးကိုရွေးခွင့်ရမှအဲ့ဒါကိုဘဝကိုပိုင်တယ်လို့ဒီလိုခေါ်တယ်ရှင်းလားအဲ့တော့ဘုရားရှင်ရဲ့အဆုံးအမတွေလေ့လာကြည့်လိုက်တော့ဘုရားကသူခိုင်းတဲ့အတိုင်းလုံးလို့ပြောသလားမင်းကြိုက်တာလို့ပြောသလားမင်းကြိုက်တာလို့တဲ့အဲ့ဒါမှတ်တာဘုရားရဲ့အဆုံးအမပဲမခိုင်းဘူးဘုရားဘာမခိုင်းဘုရားကဒီလိုနေရင်ကောင်းတယ်ဒီလိုနေရင်မကောင်းဒီလိုနေသင့်တယ်ဒီလိုတော့မနေသင့်ဘူးလမ်းညွှန်မှုလေးတွေပေးတာ do action လိုက်ပဲမကြိုက်တယ်လို့ရှင်းလားဘယ်သူကိုဘယ်သူအားကိုးရမလဲတိတ်ကြိတ်သွားကြောက်ဦးဇင်းပြောသလိုပေါ့အမွေရမှသိကြောက်တယ်ဘာဖြစ်လို့လဲဒီကောင်အမွေရလို့ချမ်းသာတာပြောမခံနဲ့ထီမလို့ဘူးထီပေါက်သွားလို့ဒီကောင်ချမ်းသာတာအပြောမခံနဲ့ဒီနေ့သူမင်္ဂလာသိတတ်တဲ့ချိန်ကလေးကမနာပါဘူးစီဝါရေးလောကလည်းစီဝါရေးလောကရတဲ့တောင်းကရတယ်လို့လုပ်တာအဲ့တော့ဝယံလက်သမားပေါ့လေဆေးတုပ်ပေါ့လေအကုန်လုပ်ဘူးတယ်သူမင်္ဂလာဂဲတောင်ခွေဘူးတယ်နော်သက်ဆိုင်ရမယ်ဆိုအကုန်လုံးအမေနာမတောင်းရပြီးတာဒီတော့ဒါပါလဲဆိုတော့သူများအာမကိုခြင်းဘယ်သူကိုဘယ်သူအာကိုဒါဘုရားအဆုံးအမထဲမှာဥစဉ်သိကြိုက်တဲ့အချက်တစ်ချက်ချဲပေါက်လို့ချမ်းသာတာအပြောမခံနိုင်ဘူးရှက်တယ်ကိုကျိုးကိုချွန်ကိုလုံးလာဝရိယနဲ့ကိုခွန်အားကိုပညာအားကိုပြီးတော့ဒီကောင်သိချိုးသားတယ်စီးပွားရေးမှာသိတော်တယ်ဒါမျိုးပဲလို့ချင်းရှင်းဗမာတွေငပြင်းနေနော်တခါလည်းပြောခဲ့မယ်ငဖြင်းနေဟမ်အချောင်ကြိုက်တာဘူးငဖြင်းဆိုပါလေရည်သာခိုးအချောင်ကြိုက်ဖြတ်လန်းလိုက်ခြင်းဘယ်တော့မှမတိုးတက်ဘူးရှင်းလိုက်အဲ့တော့သိကြိတ်เสียကောင်းတယ်လူတိုင်းလည်းနှစ်သက်အပ်တယ်လို့ဦးဇင်းယူဆတယ်အဲ့ဒါဘယ်သူကိုဘယ်သူအားကိုးရနောက်တစ်ခုကတော့တူသောအကျိုးပေးမယ်ဘုရားဗါလဲလေအဲ့တော့ဘုရားကဆိုတာဘုရားကဒါဖော်ထုတ်ပေးသွားတာပါဘုရားပြောလို့တူသောအကျိုးပေးတာလားဓမ္မသဘာဝကိုကတူသောအကျိုးပေးတာလားရှင်းလားအေးအဓိကကတော့ကိုနောင်တမရစီနဲ့မိမိကိုမိမိမလဲ့စားနဲ့ရှင်းလားကိုကြည်ညိုတတ်အောင်နေပါခုခင်ဗျားတို့သိဖို့အစဉ်သင်းဖြစ်ပလားအဲ့ဒါပဲဟင်အခုချိန်ထိ ready မဖြစ်သေးဘူးဆိုရင်ခင်ဗျားတို့သိမှာအချင်းချက်ရှိလားသိမင်းကဘယ်နေ့ခေါ်မယ်ပြောလဲအခုလဲခေါ်နိုင်တယ်ခဏနေလဲခုထိအစဉ်သင်းမဖြစ်သေးဘူးဆိုတော့ခင်ဗျားတို့နေအောင်ကျုပ်အစဉ်သင်းမဖြစ်သေးလို့မခေါ်ပါနဲ့ဟုတ်ရမလား every time everywhere ready for die ဘယ်နေရာဖြစ်ဖြစ်ဘယ်ချိန်ဖြစ်ဖြစ်သေဖို့အစဉ်သင်းဖြစ်နေရရှင်းလားရှင်းရောရှင်းတတ်ကြလားဘယ်လိုအကျိုးပေးမှာကျိုးတော့အဲ့တော့ကိုမဖြစ်ချင်တာတွေအားလုံးသူများကိုသွားမလုပ်ကြနဲ့အဲ့ဒါပါပဲဟမ်ကိုမဖြစ်ချင်တာသူများသွားမလုပ်နဲ့ကိုပစ္စည်းခိုးတာကြိုက်သလားမကြိုက်ရင်သူများပစ္စည်းလည်းခိုးပါကဲကိုကဈေးသွားဝယ်တော့အလေးတင်းတောင်းခိုးထားတာကြိုက်သလားကိုကပြေးပြေးဝဝမလို့ချင်ဘူးလားဓာတ်စီရောင်းတဲ့လူတွေတော့မလုပ်နဲ့နော်ဝယ်တော့တစ်ခွက်ရောင်းတော့တစ်ခွက်နော်ဝယ်တော့6ပလင်းခွက်နဲ့ဝယ်ရောင်းတော့4ပလင်းခွက်နဲ့ရောင်းမေးကြည့်အဲ့လူတွေမြတ်သလားလို့မမြတ်ပါဘူးနော်သခိုးနောက်ကသဝက်ကလူနေတာဘလို့မှမြတ်စရာမရှိဘူးရှင်းလားလူတိုင်းအကုသိုလ်အလုပ်တွေလုပ်နေကြတော့တူသောအကျိုးပေးမှာပါပဲအဲ့တော့မှန်ကန်လုပ်ပါဦးဇင်းတပည့်တငယ်ချင်းတယောက်ပေါ့လေတပည့်ဆိုလဲဟုတ်တယ်တငယ်ချင်းဆိုလဲဟုတ်တယ်ငယ်တငယ်ချင်းအဲ့တော့တော်လေးရပဲသူပြန်သွားတယ်ကြွားအဲ့တော့ဦးဇင်းဆုံးမတွေနဲ့သူလိုက်ပြီးတော့သာသနာပြုလုပ်ငန်းမှာအိမ်တော်ရှိနေတော့အစဉ်ပြေတဲ့အချိန်သူပြေးလာတယ်လိုက်ကူပေးတယ်ကားလိုက်မောင်းပေးပေါ့လေလိုက်ပြီးဝေယဝဆလုပ်ပေါ့အဲ့ဒါဒီနေ့သူ့လေပိုးတွေကြကုန်တယ်တဲ့ဖုံးလန်းဆက်တယ်ရှင်ဗျာတဲ့ဒီနေ့လေတွေဖိုးကြိုက်တာအဲ့ဒါတပည့်တော့ဘယ်လိုလုပ်ရမလဲကွာ
ဒီနေ့ပိုးစားမဲ့နေ့လို့မှတ်လိုက်ကွာလို့ပြစ်ထားလိုက်မင်းမွဲသွားရင်ငါတောင်းထားတော့ငါကြည့်လို့ပြင်မယ်တင်ပါဗျာတဲ့အဲ့တော့တပည့်တော်ဘာလို့မလဲစဉ်းစားနေတယ်ဘာမလုပ်လဲကွာမြေဩဇာကြီးလိုက်ချလိုက်နောက်ချီချတော့နောက်ချီလိုက်ချတတ်ဘူးဘုရားစိတ်အဲ့တော့သူများလေတွေဘုရားစိတ်ဖျားနောက်ဆုံးရေးလဲရေးကောသူ့လေကစပါးရဘုရားစိတ်ဖျားတဲ့လေတွေစပါးမရအဲ့ဒါအဖြေပဲကွာမင်းတို့ငါတို့ဓမ္မကိုမတ်တိုင်ထူရမယ်အချိန်ရောက်နေပြီလို့ရှင်းလားခုခင်ဗျားတို့မတရားမှုတွေနဲ့ဘာလို့တွေ့လို့မတရားတဲ့အကြောင်းတွေရှိခဲ့လို့ပေါ့ဗျာရှင်းသလားအကြောင်းကောင်းမှအကြောင်းစင်ကြယ်မှဒီတူသောအကျိုးပေးမှာအဲ့တော့ကိုယ်ကြမှာကိုဖန်တီးပြီးတော့ကိုလမ်းကိုလျှောက်ရမှာဖြစ်တဲ့အတွက်မကောင်းတဲ့လမ်းလျှောက်မလားကောင်းတဲ့လမ်းလျှောက်ဓမ္မယုံမှာပြောတဲ့အတိုင်းအတီးဖြစ်ပါစေပေါ့ရှင်းလားဘယ်သူကိုယ်တိုင်လျှောက်ကြရမှာလဲမဟုတ်တာမမှန်တာမတရားတာဘာတစ်ခုမှမလုပ်ဘဲနဲ့အသက်မွေးနိုင်အောင်ကြိုးစားကြမဟုတ်လဲသေမဲ့ခန္ဓာကိုယ်ကြီးအတွက်နဲ့တော့အကုသိုလ်အလုပ်တွေမလုပ်မိပါစေနဲ့ခင်ဗျားတို့ကြိုက်သလိုရှာကျွေးပါဒီခန္ဓာကတော့သိပါပဲဘလောက်ကောင်းတာတွေနဲ့ကျွေးကျွေးသိပါပဲဘလောက်စည်းစိမ်ဥစ္စာတွေပြည့်စုံဘလောက်ယာဓုကြီးကြီးအဲ့ဒါဓမ္မတာအဲ့တော့မသေးခင်မှာသေကံနီးမှကိုနောင်တရနေရင်ကဲခြင်းယူခြင်းအခုကောင်းမှအနေတမအနေမမအဲ့တော့မကောင်းမှုကိုဟီရီအောတပါစကလုံးလေးတစ်လုံးဒါကျင့်စဉ်မှာသိကြိုက်เสียကောင်းအဲ့တော့ရှိမှကြိုက်တာကတော့ကိုအာကိုဆိုတဲ့စကားရဲ့သူသောအကျိုးပေးလိမ့်မယ်ဆိုတာရဲ့ဒါဥစဉ်ရဲ့ယင်ထဲမှာအမြဲဆွဲထားတဲ့ဓမ္မနှလုံးဖြစ်ပါတယ်ဓမ္မနှလုံးဆိုတရားနှလုံးပြောတာနော်ဟိုနှလုံးနဲ့ရောနေမယ်နော်နောက်တစ်ခုပေါ့လေကိုကျမကိုဖန်တီးပြီးတော့အကောင်းလမ်းကိုကိုရှောက်ကြတဲ့နေရာမှာတရားကြောင့်သောလျောင်းဆက်တဲ့အခါကျရင်ကိုလှုပ်ထားသမျှအလုတ်တွေကအဲ့ဒီချိန်ကျလာတော့မှာအဲ့ဒီကြမှာအဖေကဲပါအမေကဲပါလို့မရအဲ့ဒီတွေ့ဦးဇင်းတို့မှာဘယ်လိုကျင့်သုံးရမလဲလို့မေးရင်မကောင်းမှုပြုရမှာကိုရှက်ချင်းဗါတဲ့ဟိုစကားတစ်ခုရှိသလိုပေါ့ဦးဇင်းတို့အဖိုးကနေပြီးတော့အဖေကိုအဖိုးဘေးကနေပြီးတော့အဖိုးကိုဆုံးမဘူးတာရှိတယ်ဦးဇင်းတို့ကမျိုးနဲ့ရိုးနဲ့လာတာဦးဇင်းတို့အဖိုးကအမှန်တမ်းအရက်ကြိုက်တစ်သက်လုံးအရက်တော့နော်မျိုးရိုးရတယ်လို့လာတာအဲ့တော့အဘေးကဆုံးမတယ်ငါသားရမင်းတရွာလုံးလည်းဘယ်သူမှတောက်တဲ့စားတယ်လို့မရှိဘူးမင်းတယောက်တည်းတောက်ကိုတောက်တာဘာဖြစ်လဲဘာဖြစ်တာတော့မဟုတ်ဘူးကွာအရက်တောက်တာကောင်းသလားသူများတွေပြောတော့မကောင်းဘူးလေကျုပ်တို့တော့ကောင်းတယ်နော်အဲ့ဒါဆိုရင်လည်းတောက်ပါကွာမင်းဒါပေမဲ့လူမသိစေနဲ့ကွာဟုတ်တယ်လေအဘေးကအဖိုးဆုံးမခဲ့တဲ့စကားတဲ့ဘယ်သူမှမသိကြပါဘူးဘာယာကြောက်တယောက်တည်းတောက်တာပါဆိုပြီးတော့သူကခြုံလေးနဲ့သွားပြီးတော့ခြံထဲမှာဦးရသေရခြံတံမယာခြံကိုပြမြင့်ငယ်မှာအဲ့တော့သွားတောက်တယ်တဲ့တရက်ကြတော့သူစဉ်းစားတယ်တဲ့အရက်တောက်ရင်းနဲ့သူတယောက်တည်းလူမသိစေနဲ့ဆိုတော့အဖော်လည်းမခေါ်ဘူးသိကြိုက်တော့သူချက်တောက်တယ်တယောက်တည်းအဲ့တော့တောက်ရင်းနဲ့ဘာပြောထားတယ်ငါတောက်တော့ဘာဖြစ်လဲလူမသိစေနဲ့ဘာဖြစ်လဲတယောက်တည်းတောက်နေတာနော်သူမှမသိတဲ့တောက်နေတဲ့လူကတော့ဒါပေမဲ့ तू ကဘာဒါပေမဲ့ငါလူမဟုတ်ဘူးဟမ်ရှင်းလားအဲ့မှာအဘပေါ့လေအဖိုးအရက်ပြတ်သွားတယ်လို့ကြားဘူးလေအဲ့ဒါခင်ဗျားတို့လည်းအကုသိုလ်လုပ်ချင်ရင်လူမသိအောင်လုပ်ကြ
ရှင်းလားမကောင်းမှုပြုရမှာကိုရှက်မကောင်းမှုလုပ်ရမှာကိုကြောက်ရမယ်ဆိုတာမကောင်းကျိုးတွေလာမလားမလာဘူးလားအခုဒိဋ္ဌဓမ္မပဲကိုမဖြစ်ချင်တာတွေဖြစ်နေတယ်ဟုတ်ပြီနော်မျိုးစုံသောဆင်းရဲမျိုးစုံတွေခင်ဗျားတို့မှာနှိစ္စညင်ပန်းခြင်းနော်ခံနေရတဲ့ဒုက္ခတွေမရှိဘူးလားအဲ့ဒါတွေကအလိုလိုလာခဲ့တာလားမိမိပြုခဲ့တဲ့ကံအလျောက်လာတာလားအေးအဲ့ဒါလေးနဲ့သက်သေထူခြင်းတို့ဇောတိကသတိကြီးပြန်ကြည့်လေဟမ်ဇောတိကအမတန်ချမ်းသာသူဖေသူမေသူဘိုးသူဘွားကပေးခဲ့တဲ့အမွေတွေကအများကြီးသူရတော့သူ့အတွက်ထိုက်တန်တဲ့နေရာရှာတော့16မင်းပယ်စားလို့ခေါ်တယ်တိုင်းကြီး16တိုင်းရှိတာကိုဗျအဲ့တော့မင်းတွေအသုံးမပြုတဲ့နေရာတစ်ခုကိုသူ့အတွက်သတ်မှတ်ပေးလိုက်ဗိမသာရမင်းကြီးကကဲအဲ့ဒီနာမည်မင်းဆောက်တော့ကြိုက်တယ်လို့ဆောက်ဆိုတော့ဆောက်မယ်လို့မြေရှင်းလိုက်ရောဗိမာန်တခါထွက်လာနော်ခုခေတ်လိုဘိလမြေဝယ်ဥသံပင်ဝယ်ဥမမလို့အောင်ဟုတ်ပြီနော်အဲ့ဒါလည်းကံတစ်မျိုးဗရမယတိုင်းရွှေတိုင်းငွေတိုင်းနဲ့တခါတည်းတိုင်းသုံးတတ်ပြတ်တတ်တွေနဲ့နေတာတောင်မှဗရမယအယောင်နဲ့နေတယ်ချက်စားတော့နီလာကြောက်ဗရမယကြောက်နီလာဖုတ်ခနောက်နဲ့ချက်စားမိမသုံးဘူးတဲ့ဟုတ်ပြီနော်အခုခေတ်လိုတော့ပုံပြင်လိုဖြစ်နေမှာပေါ့ဗျာသို့တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့စည်းစိမ်ကိုဗိမသာရမင်းကြီးကသွားပြီးလဲပတ်ကြည့်တယ်ဗိမသာရမင်းကြီးကလည်းအမတန်မှအဖို့တန်တဲ့မင်းပေါ့ဗျာအဲ့ဒါလည်းပုံပြင်တဲမှာပဲရှိသလားတော့မပြောတော့ဘူးနော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမင်းကြီးစိတ်ထားလေးနည်းနည်းပြောပြကောင်းမှုကိုဘယ်လိုလုပ်မယ်မကောင်းမှုဘယ်လိုလုပ်မယ်ဒီနေ့ဒီခီးသွားမှာဟုတ်ဗျအဲ့တော့ဗိမသာရမင်းကြီးကဘုရားလောင်းသိဒ္ဓထမင်းသားတောထွက်လာတယ်တရားရှာရင်းနဲ့သူဗာရဏသီပြည်နာရောက်သွားတယ်ဗာရဏသီပြည်နာရောက်သွားတော့အထက်ကမြို့ဝင်ဇယမှာသတင်းသုံးပြီးနေတော့ဗိမသာရမင်းကြီးသတင်းကြားတယ်အမတန်ချောအမတန်လအမတန်မှဥပရိယုတ်ကောင်းတဲ့ဗရပိုက်တယောက်ယဟန်တစ်ပါးမြို့နာရွာနာရောက်နေတယ်ဆိုတော့ဗိမသာရမင်းကြီးကသူတော်ကောင်းဘုရားဖူးမယ်ယဟန်လေးဖူးမယ်ဆိုပြီးသူတော်ကောင်းတွေရှာရင်တွေ့ထွက်လာအဲ့တော့ဘုရားရှင်ရဲ့ဥပရိပေါ့လေဘုရားမဖြစ်သေးဘူးသိဒ္ဓထမင်းသားကနေတောထွက်လာတဲ့ပုဂ္ဂိုလ်ရဲ့ဥပရိကိုကြည့်ဟာဒီပုဂ္ဂိုလ်ငါတဲ့ဘုံကံကြီးတယ်ဒီပုဂ္ဂိုလ်ကငါတိုင်းပြည်ကိုအုပ်ချုပ်ရင်ငါတိုင်းပြည်ဟာဒီငါအုပ်ချုပ်တာထက်ပိုပြီးတော့တိုးတက်မယ်စီပင်ပြန့်ပြောမယ်ဆိုပြီးတော့ဘာလို့တလဲဆိုတော့အဲ့ဒီတိုင်းပြည်ကိုအပ်ဒီစိတ်ထားမျိုးပေါ့လေမယုံရင်လဲပုံပြင်လို့သာမှတ်ရှင်းသလားသို့တော့ဘုရားဟောဓမ္မခန္ဓာထဲမှာပါနေတာတော့အမှန်ပဲဟမ်သဘောပါလားဒီဘုရားအုပ်ချုပ်ရင်ငါတိုင်းပြည်ကငါအုပ်ချုပ်တာတဲ့တိုင်းသူပြည်သားတွေစီပင်ဝါပြောမယ်ချမ်းသာမယ်တွတ်တက်မယ်ကမ္ဘာအလယ်မှာတင့်တယ်မယ်ဆိုပြီးတော့ငါတိုင်းပြည်ရဲ့ရှင်ဘုရင်စည်းစိမ်မင်းယူပါကွာငါတိုင်းပြည်ကိုအုပ်ချုပ်ပေးပါလို့မင်းစည်းစိမ်ကိုအပ်တယ်ဒါဒီစိတ်ထားမျိုးနော်အဲ့ဒီပုဂ္ဂိုလ်ကြီးပေါ့လေဗိမသာရမင်းကြီးကအဲ့လောက်ကောင်းတဲ့စိတ်ထားတွေရှိခုသူတိုင်းပြည်ထဲမှာသောနာတထေသာဆိုတာသူစည်းစိမ်တဲ့ချမ်းသာတယ်ဟိုကမွေးခဲ့တဲ့ဂရီပါလက်ရှိသစ်ပေါ်မှာနေခဲ့ရခြေဘဝအမွေးပေါက်အဲ့ဒီပုဂ္ဂိုလ်လည်းဗိမသာရမင်းကြီးနေရတော့ဥစဉ်တော့သနာမိခြေဘဝအမွေးမြင်ခြင်းလို့ယာဇပရိယေနဲ့တခါခေါ်ပြီးကြည်ရတာလည်းရှိသေးတယ်ဟုတ်ပြီနော်အဲ့ဒီစည်းစိမ်တွေသူမင်္ဂလာလို့စိတ်ထားပုတ်တဲ့လူဆိုတော့ငါတောင်ဒီစည်းစိမ်မျိုးမရှိဘူးလာခဲ့တော့အကုန်သိမ့်လိုက်ကိုချင်းစာကြည့်တာပါနော်ကောင်းလားအဲ့လိုလုပ်တာအေးဘယ်လိုလုပ်ရင်ကောင်းတယ်ဆိုတာသိအောင်ပြောရမှာဖြစ်တဲ့အတွက်အကောင်းတွေဆိုးတွေရှင်းပြရမှာပေါ့ဗျာနော်အဲ့ဒီမှာဗိမသာရမင်းကြီးပဇာတသအိမ်ကိုဇောတိကအိမ်ကိုသွားလေကြည့်ကျင်တာရှိကျင်တာ तू ကတဲပြတ်တဲ့နေရတာတဲ့တဲနန်းနဲ့သူ့ရဲ့ဘုံတွေပြတ်တဲ့ဘာနဲ့ဆောက်တဲကတ်ထရံပေါ့ဗျာအဲ့ဒီချိန်ကဟာလားအဲ့တော့ဟိုမှာကဗရမယတိုင်းရွှေတိုင်းငွေတိုင်းနဲ့ဆိုတော့သွားကြည့်တာတဲ့သွားအလဲသွားတာဘယင်ကဇောတိကအိမ်အလဲသွားတော့နောက်က9နှစ်10နှစ်သားလေးပေါ့လေဟိုကောင်ပါလာတယ်ဇာတတနော်သူတော်ကောင်းလေးပါလာနောက်ကသူတော်ကောင်းလေးကအိမ်ထဲဝင်လက်ပတ်ကြည့်ခြေဘွားဟုတ်လားခြံဝင်းနဲ့အဝင်ဝမှာခြေထောက်ဖုံတုပ်တဲ့အဝတ်ကိုကအဖိုးအနက်ကထိုက်တန်တယ်အနက်ကလို့ပြောရတာက
သူအဲ့ဒီခြေတော့ဖုံတော့ပေးတဲ့အဝင်ဝါကပြုစုတဲ့ဒကမကိုဇောတိကတသိန်းတန်ကပလာပေးတာငိုရတဲ့ဘာပြည့်ရှိလို့ဒီလောက်ကျမ်းသာကြီးပေးတာလေသူမင်္ဂလာတို့တော့ဟမ်အဲ့ဒါတွေဖတ်ပြီးငိုရမလို့ရည်ရမလို့ဖြစ်နေတယ်အခုတော့တို့ဖြင်းကျမ်းနဲ့ပဲနှစ်ပါးသွားနေနော်သဘောပါသလားအဲ့တော့အဝင်ဝါကလေးကရဲ့ဇာတတစဉ်းစားလိုက်ပေါ်ကငါအဖေညံ့တယ်ကွာဟမ်သူတိုင်းပြည်ထဲမှာနေတဲ့သထေးကဒီလိုနေပြီး तू ကတဲနေနေတာငါသာဘယင်ဖြစ်ဒီနေ့ဘယင်ဖြစ်ဒီဘိမှဒီနေ့သိမ့်မယ်တော်ကောင်းကလာကြတဲ့ရောင်ကလေးနဲ့မင်းကောင်းမင်းမြတ်ဖြစ်မဲ့လူသဘောပါလားသူယုံမှာစိတ်ကတခါတည်းမွေးလာတာတခါတည်းအဲ့ဒါဘယင်ဖြစ်တယ်ဆိုရင်ပဲသူ့ညီမချက်ကိုချက်ချင်းအကောင်ထဲပေါ်တာပဲလာဟဲ့ဆိုပြီးတော့ခေါပဏီတက်ကြီးနဲ့ခြီတော့တာနော်တခြားတိုင်းနိုင်ငံတွေအကုန်လဲပတ်သိဒါရင်အားမရသေးဘူးတခါတည်းဇောတိကအိတ်သိမ့်မယ်ဆိုသွားတယ်ဇောတိကဘုရားကျောင်းရောက်နေတယ်အဲ့ချိန်မှာဘုရားဖြစ်ပြီဘုရားကျောင်းမှာဟိုကဇောတိကတရားနာဥပုရိဆောင်တရားအထုတ်နေဟိုကအဇာတတကသူ့အိမ်သိမ့်မလို့သွားတယ်ဆိုတော့ရှင်းတော့ကတော့စင်တက်ကအာကြီးဆုံးဆိုတော့ဇာတတကဆင်ပေါ်ထိုင်းလာတာပေါ့အခုကလို့ဆိုတော့လန်ခရူဇာနေမှာပေါ့နော်အဲ့ဒါဆင်ပေါ်ကနေကြည့်လိုက်တော့စင်တက်ဆိုတာကဟိုဘက်ကတတိုင်းမှာမြင်နေတဲ့ဆင်အရိပ်ကိုမြင်ပြီးတော့သူစည်းတဲ့ဆင်ကသူကြောက်ပြီးတော့လှည့်ပြေးအဲ့တော့အာကြီးဆုံးဆင်တက်ပြည့်ရင်လည်းဂျန်နဲ့တက်အကုန်လုံးကပြတ်တော့တယ်ဘလုံးမဗရိတ်အုပ်လို့မရဘူးတဲ့အကုန်လှည့်ပြေးတယ်ကဲအနားတောင်ကတ်လို့မရရှင်းလားဘာလို့ဇောတိကပြတ်တတ်ကိုအနာကတ်မရတာဟေးအကြောင်းစင်ကြယ်ခဲ့လို့အကျိုးစင်ကြယ်တာသူလူလုံးကလည်းနည်းနည်းမှတွန့်ဆုတ်ခြင်းမရှိဘူးတဲ့လိုလေသေးမရှိအောင်လူခဲ့တာဘသူပစ္စည်းကိုမှလည်းသူခိုးဝှက်ခဲ့ဘူးခြင်းမရှိဘူးတဲ့အဲ့ဒါကြောင့်သူပစ္စည်းကိုဘသူကမှခိုးလို့လည်းမရဘူးလူလို့လည်းအခုတော့ဘေထိဆိုကိုရင်ဆုံးကွဲတာရှင်းသလားဟိုတရားလဲဟောတနိုင်ငံလုံးထဲအောက်ဆုံးကြီးစံကြီးပြီးတော့ကားကောင်းလေးတစ်စိမ့်ရလာဟုတ်ပါဟာလို့အောင်းမေးပိုင်ရှင်ပြန်တောင်းပေးလိုက်ရတယ်နော်အဲ့တော့ပိတ်ဆိုးဆုံးနဲ့ပဲပြေးပေါ်လေသဘောပါလားအဲ့ဒါပဲအဲ့ဒါဘသူအကြောင်းမကောင်းတာလဲကိုအကြောင်းမကောင်းတာရှင်းတယ်နော်ဇောတိကတို့ကျတော့သေချာအောင်လှုပ်လာခဲ့တဲ့အခါကျတော့ဘယ်သူမှပြင်မလို့မရဘူးအဲ့ဒါဘုရားကျောင်းဘဝသွားတွေ့တယ်ဟောဇောတိကကျောင်းထဲအထွက်ဇာတတကဟိုမှာသိမ့်မရလို့ပြန်လာသုတ္တလည်းပြိဋ္ဌအုပ်လို့မရသိပြက်လည်းပြက်နဲ့ပြန်လာတဲ့ကျောင်းပေါက်တွေ့တော့မင်းကထွက်ပြေးနေတာလားခုမှဘုရားတွေတရားတွေလုံးမနေနဲ့ငါ့ကိုပြန်တိုက်တော့တိုက်ပြီးတော့ဒီလိုလာတာဆိုတော့ငါလည်းမတိုက်ရပါလားငါလည်းဘာတတ်မှမရှိပါဘူးကွာအထဲမှာလည်းမိမတို့ရှိတာတို့ပြုစုတာဒါပဲရှိတာအဲ့တော့မင်းဘာတွေပြောနေတာလို့ဒီလိုပဲအိမ်သိမ့်မလို့သွားတာပေါ့ဒီဇာတတကလည်းဒါငယ်တုန်းကလည်းခင်နေကြတာကိုပြသူ့ဖေတငယ်ချင်းကိုဆိုတော့မင်းတော့မိုက်တဲ့ကောင်ပဲငါအိမ်ကိုမပြောနဲ့ကွာတဲ့ငါမပေးတဲ့ပစ္စည်းကိုရော့ဇောတိကလက်10ချောင်းမှာလက်စွပ်10ခွင်းစွတ်ထားတယ်လို့ပြောပါတယ်နော်အဲ့ဒါလည်းကိုယ့်အကိုစိတ်ကူးရင်ပြီးစွတ်ကြည့်ပါတယ်ဘယ်လိုမှအဆင်မပြေပါဘူးဟမ်ဇာရဲပါလို့သာပြောရတာနော်ဒီလက်ကြီးဘယ်လိုလှုပ်ကြမလဲစဉ်းစားတယ်ဟိုအကိုင်မရဒါကိုင်မရပေါ့အဲ့တော့လက်10ချောင်းလက်စွပ်10ခွင်းစွတ်ထားတယ်ပြောတယ်ရော့ငါမင်းကိုတကွင်းမှမပေးဘူးဖြုတ်ကြည့်ဆိုတော့အဇာတတသမ္မာပုဂ္ဂိုလ်မဟုတ်ဘူးဆင်ပြောင်5စီးအာမန်ကြီးဟုတ်ပြီနော်ထိုင်ရဲ့ဆောင်းကြောင်ထိုင်ရဲ့ခုံတာတောင်18တောင်ပြအောင်ခုံနိုင်ဟုတ်ပြီနော်အဲ့လောက်အားကြီးတဲ့လူချွေးတီးတီးကြအောင်ချွတ်တယ်ကြအဲ့တော့မှမင်းတကယ်လိုချင်လားအဲ့ဒီပြင်ရင်လည်းဘယ်လောက်ငတ်တယ်မသိဘူးဒီလက်စွပ်ကိုသူကလိုချင်တယ်ပြောတာလိုချင်တယ်တဲ့လိုချင်ဖြတ်မင်းပစိုးဖြတ်လက်10ချောင်းဟောလို့ရော့ဆိုခါချအကုန်ကျွတ်ကြတယ်ရှင်းလားဘာကောင်းလဲအကြောင်းကောင်းတော့အကျိုးကောင်းအကြောင်းပြည့်စုံတော့အကြောင်းစင်ကြယ်တော့ရှင်းသလားတို့ဇာလိုက်ကြီးတယောက်ရှိသေးတယ်အကြောင်းသိကောင်းတဲ့ပုဂ္ဂိုလ်ကြီးတယောက်ရှိတယ်ဒေဝဒတ်
ဒီနေ့တော့အကောင်းနေကြီးထိုးအောင်နော်ဘယ်သူလဲကောင်းပါလေမကောင်းဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးဘုရားဖြစ်တိုင်းပြည်တွေလဲလှယ်ပြီးတော့သာသနာပြုတော့တို့ညီကိုတွေဆုံးဖြတ်ကြတယ်ငါတို့သာကီဝင်မင်းမျိုးတွေတဲ့အခုနောင်တော်ကြီးကဘုရားဖြစ်နေပြီနောင်တော်ကြီးနားမှာငါတို့မျိုးတယောက်မှမရှိဘူးဟာအဲ့တော့ငါတို့ညီကိုတွေကဒီတိုင်းနေလို့မဖြစ်ဘူးနောင်တော်ကြီးကိုခြေသုပ်လက်နဲ့ပြုစုဖို့စောင့်ရှောက်ဖို့ငါတို့ရှိမှဖြစ်မယ်ဆိုပြီးဝတ်သွားတဲ့မင်းသား6ယောက်ထဲမှာသူပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဒေဝရပေါ့လေဒေဝရကြီးဟာသာသနာထဲမှာကောင်းကောင်းမွန်မွန်နေလိုက်တာတော့9ရက်ထဲဘယ်လောက်9ရက်လောက်ကောင်းတယ်ဆိုရင်ကိုမဆိုးသေးဘူးလို့ပြောရမှာပေါ့အဲ့ဒီ9ရက်ကောင်းလိုက်ပြီ9ရက်ပြည့်တော့သူဇံအဘိညာဉ်တွေအကုန်ရအဘိညာဉ်6ပါးအကုန်ပြည့်စုံသွားတယ်တမာရီတွေပါလေရပြီးတော့ဇံအဘိညာဉ်ရသွားတယ်ဆိုတော့ဒါကိုတော်တယ်လို့ပြောတာကျုပ်တို့ယောဂီတွေ9ရက်မဟုတ်ဘူး10ရက်လုပ်လဲတမာရီကနော်ဟို3လလုပ်သွားလဲ3လလဲအေးရောဟုတ်လားပိန်ငါလိန်ငါနဲ့တမာတိကိုမရလိုက်ဘူးပြီးပြန်ပြီဆိုတော့ဘယ်သူကသာနေတယ်ဒေဝရကသာတယ်သူကလုံးရဟုတ်လို့တဲ့လူဟုတ်မလားသူခင်ဗျားတို့ဒေဝရကြီးမကောင်းဘူးပြောတာသူက9ရက်နဲ့အဘိညာဉ်အကုန်ရတယ်ခင်ဗျားတို့ပဲနဲ့တော့9ရက်ဝေးလို့ရှင်းသလားအဲ့ဒါအဘိညာဉ်ရပြီးတော့သူကဘာဖြစ်တာလဲဆိုတော့9ရက်နဲ့လောကီဇာအဘိညာဉ်တွေအကုန်ရတော့သူကထုံးစံအတိုင်းပေါ့လေသူကလည်းအလေးချင်းကပါလာတာဘုရားရှင်ကိုရောမြတ်ကြီးလေးသိင်ချေတဲ့ကဘာသိမ့်ပါရမီဖြည့်နေတဲ့ကာလမှာဒေဝရနဲ့တွေ့ခဲ့တဲ့ဘဝတိုင်းဟာဒေဝရကဘုရားရဲ့ပြိုင်ဘက်ဖြစ်ခဲ့ရှင်းလားပြိုင်ဘက်ဆိုရင်တော့ပေါ့တော့မမှန်နဲ့လေသူလည်းသူစွမ်းအားနဲ့သူတော့ရှိတယ်ဒါပေမဲ့သူမတဲ့တာကကျန်တဲ့လူပေါ်သူအကုန်ကောင်းတယ်ဒီဘုရားတော့သူမတဲ့ဒါလည်းဖြစ်တယ်မှန်ရှင်းလားသူအကြောင်းနဲ့သူအကျိုးရှင်းတယ်ကလားအဲ့ဒါသူမတဲ့လို့ဒါသူအကြောင်းလေးကပါလာတော့အဲ့ဒီစိတ်ကိုသူဖြောက်လို့မရတော့9ရက်နဲ့သူလောကီဇံရတာနဲ့ဘုရားကိုပခုံးရင်ရှင်းလာသူသိတော့တော့ငါလည်းသိသူတတ်တော့တော့ငါလည်းတတ်အဲ့ဒီမှာရှင်ဘုရင်မျိုးရိုးကလာတဲ့သာဂီဝင်မင်းမျိုးကလာတဲ့ဒေဝဒသူဇာတိမန်စိတ်ကလေးပေါ်လာဘာပေါ်လာလဲဆိုတော့ဖယားတတ်ရင်သူလည်းဖယားဖြစ်လိမ့်မယ်လို့ထင်ဟုတ်ပါလားဘုရင်မျိုးကတော့ဒီတိုင်းပဲဘူးဗျရှင်ဘုရင်ကတော့ဘုရင်တတ်ပါဖြစ်တယ်ဘုရင်ဖြစ်တာအဲ့တော့သူကသူ့မျိုးရိုးဇာတိကလေးကပါလာငါဖယားတတ်ပြီဖယားလို့ဒါပေမဲ့ဖယားလို့ဖို့ဆိုတာလဲနောက်ကကြောတော့နောက်ခံရှုံးမှဆိုငါအားပေးနိုင်တဲ့လူဘယ်သူရှိလဲလိုက်ရှာတယ်ဘယ်သူကတွေ့လဲဇာတတဒီကောင်လေးကထက်ထက်မြက်မြက်လဲရှိနော်သူတော်ချင်းမသူတော်ချင်းသွားတွေ့တယ်နော်ဒေဝရကလည်းမသူတော်အဇာတတကလည်းဟောငယ်ငယ်လေးကလေးကသူများပစ္စည်းရကျင်နေတာလဲအချောင်းအဲ့ဒီဗီဇာလေးသွားမြင်ထားတော့ဘာဖြစ်လို့ဆိုတကိုးတွေပြပြီးတော့စီယုံပြီးဘုရားရှင်ကိုရောမြတ်ကြီးကိုတတ်ဖို့အကျဉ်းချင်းကြံပါတယ်မုတ်ဆိုးတွေနဲ့ဥစ္စာပေးပြီးတတ်ခိုင်းသူကိုယ်တိုင်ကြောင်ပေါင်းဆင်ချနာရာဂီရိဆင်ကြီးနဲ့တိုက်မျိုးစုံသူမလုပ်ခဲ့ဘူးလားနောက်ဆုံးအပြစ်ကတန်ခါသိမ့်ခွဲဘာဖြစ်လဲကုသိုလ်လားအကုသိုလ်လားကောင်းမှုလားမကောင်းဘူးလားဒေဝရက9ရက်သာကောင်းလိုက်တယ်9ရက်ရဲ့ဟိုဘက်သူဘာရေးကြီးလုပ်တယ်ဘုရားရှင်ကိုခါတဲ့အန်တူပြီးတော့သူမျိုးစုံပျက်စီးကြောင်းလုပ်တော့တယ်အစာတသက်သူမြောက်ပေးတာနဲ့ဟိုကောင်လည်းဘယင်ကသူ့ဖေတပ်သူ့ဖေတပ်မင်းလည်းမင်းဖေတပ်ဘယင်လို့ငါလည်းဘုရားတပ်ပြီးဘုရားလုပ်ပါငါဘုရားမင်းကဘယင်ပေါ့မင်းသေးလွယ်ရှင်းလားအဲ့ဒါလို့အဲ့ဒီကနေပြီးတော့သူဘာဖြစ်လာလဲတန်ခါသိမ်းခွဲတဲ့အဆင့်ထိရောက်လာတန်ခါသိမ်းခွဲလိုက်ပြီဆိုတော့ယဟန်တန်ခါတွေကလူပရိသတ်တွေကငကူကသူ့မှာဆုံးအုပ်တွေ300ဆုံးအုပ်900ဒီလိုသူကလည်းပေါ်တယ်အဲ့တော့သူ့ဘက်ကလည်းအင်အားတွေမရှိဘူးလားရှိပါဘူးဒါပေမဲ့အဲ့ဒီတန်ခါသိမ်းခွဲတဲ့ကံကျွလွန်ဖို့ဘုရားကို
Sanjin be beauty a chinga sabido, Duma lala vale, Shaba, Dulule, Mashio. Lure aloha. Tivaraji Boma. Avila. Mona. Saremaro Baloti Sutale Lusuin. Yes, he did there win the Luwe. Tivarajia. Eh? Commence the boy there, Gebani the Lu. Eh? Tamene Mavil. Madame Mavil. Kolokulu Naina, Sador. Eh? Shina. Commence the boy there, Gebani the Lu. Eh? Tamene Mavil. Madame Mavil. Kolokulu Naina, Sador. Eh? Shina. Yes, he did. There win the Lu. No? Chico Mia would be Rago. Luria. Kamulola, Magamulo. Eh, to me, I said, I did a bare time combiome, Panau, Susu the Lu. Panale Kama, a biorale, Kama, where am I born in a box? Shilla. Now to who body is a bare time combiome, Panau, Susu the Lu. What is it? Yet then, Aya Tagare Majiuya. They would have your aba. Eh? Shina. Tigam Hoda, Eji Loda, Hoda, the Kuma, Majibu, Biodia, do Gongo, Lubama, Biodia, Majibu, Erishia. Then I walk at a Cornelia Galishida. Shina. Ema de Waraji. A Chino Pico Julo, Micola. Loja. Tarele Matao. No, set him you do amateur. Palauja. Gola Jama. City one Jamboma, Payabula Yene, Mabeba. Maybe what? I don't know my Jesus. They ain't got it. Hope you know. Get any Devora Mimudo. Tawati Mudu Mudario. Tadana no went to Rogan Alo. Balloon. Take your heart. Papi, Luli Along pure worship word on local like it. Yahani Yale, pure. Out of my Yahanzo, Yahani, they were at Mashigo. They were at Mimio the Relo, the Reja, and the Dime P. Along, a pure worship word, they look like the Cornea Connolly. Shino. That is to take on for. Huh? He looked there, one dollar to Babylon. Amadan, so long, along on the low, on the low now, near Angene. Sinner, they look to Yarago, Dodger the Yoli. How like? How do they are low the Lodana, but they are low the Lodana. But they are really low to the Rat the Ira of your word on low like day. Help you to be that in London. You be that in Magaude. A Benny Yard and Hani at Cheetah. Baloo le pure, Baloo down pure. No? Nale, pure. Ah, long not be chowta le a bone pure, they were at the Rao. One day, the young one shoot. Sino? When a large jama. Eh, Hobaga appeared the leather one to the baby low la rabbit. I mean, a wheezy dwarf can soon hear over my big little song here. Shinra. To Agudo local near the Kubi, the good Dolo Bobia. Shinrai. Okay, Jar of the Bobia. No? Lugiri la lore. Payang we Toby Ekan layer. Hope of Mapayato Sienja, Sunday. Oh, Payang we ne Ekane. No? Oh, near a Kamu Gudurim Hobu. Dame, Bama Pidibabu. Bama Pibabu Samo, Chimmy Dandy. Shina. Say Tema, Tadana or G. Torongo say Tema, ye later. Oh, Tokame. Ilo low yere luri lokama, she the boo. Hola. Was in a room, don't you? Put the Mayo, this summer and the Mayo New Sound, La Vilu, so great, Yamia Louis, to make a la go bonga and go deep. The day nothing la it or gabby to live on to my other bad door. This summer and do all a. No, so you the chap. Be the Gazi, Dr. Lloyd. Go kind tayo. So to make la let him and we are my meal. No?
ဒီနေ့ရှိမနေ့ပြန်မရှိဘူးအဲ့တော့သုံးတဲ့ထဲပါသွားရင်အပြစ်ကရှင်းပါဟုတ်လားဓမ္မယုံအတွက်လှူတဲ့ငွေကိုကျန်တဲ့နေရာသုံးလို့မရဘူးကျောင်းအတွက်လှူတဲ့ငွေကိုကျောင်းမှာပဲသုံးရဘုရားအတွက်လှူတဲ့ငွေကိုဘုရားမှာပဲသုံးတခြားနေရာပြောင်းသုံးလိုက်တာလည်းအပြစ်ရှိတယ်လူတွေကတော့ခိုးပြစ်ယဟန်မှာတော့ပါရာဇိကံကြပေါ်မဟုတ်ဘူးရှင်းသလားအဲ့တော့သိတတိထားဒါမို့လို့ပတ်စံများများလာပြီဆိုတာနဲ့အဲ့ဒါဘယ်သူအတွက်တော့တလောကတော့လာလူဘူးပါလေဟိုတသိန်းအုပ်လေးတအုပ်လာချဒီမိုင်းအဲ့ဒါဘာလို့မြဘယ်သူအတွက်တော့ဘာအတွက်တော့ရှင်ဖျားအတွက်ဗျာဟေးဟုတ်ကလားတက္ကမကြီးဟာဟောတော့များများကိုတယောက်တော့တယောက်မှမလူဘူးဘုံကံကြီးတာပြောတာနော်ဟုတ်သလားဟုတ်တယ်ရှင်ဖျားအတွက်ဟာအဲ့ဒါလို့ဟုတ်သလားတန်ခတ်တာတင်းမဟုတ်ဘူးရှင်ဖျားသုံးရင်အသုံးတယ်ဟာဒီလိုလေးတွေလည်းရှိသေးတယ်နော်တခါတလေတော့ကံကောင်းတတ်ပါသေးတယ်ဆိုတော့အမလေးပြောရတာပြောမကောင်းနော်ဒါငါလှုပ်ချင်လှုပ်လို့ရပြီဘဲရဲတော့ဟုတ်လားသဘောပါလားတန်ခတ်တာဒီမှာဆိုလုံးမဖြစ်ဘူးခင်ဗျရှင်းသလားအဲ့ဒါပဲဒါနည်းနည်းလေးလက်ခေါ်တော့ပေါ့လေနော်နတ်ကတော့သဘောပြောပြတာပါနော်အဲ့တော့အကြောင်းကောင်းမှဘာဖြစ်လဲအဲဒီဝရကြီးသေပျော်ပွဲရှင်ပွဲတွေလုံးဘယ်အထိပျော်တော့ဆိုနတ်ပြည်6ဓာတ်တိအကုန်ပျော်ရှင်းနော်ကောင်းခဲ့လို့လားမကောင်းခဲ့လို့လောက်ခဲ့သမျှကုသိုလ်တွေလားအကုသိုလ်တွေလားအဲ့တော့သူကိုယ်တိုင်ပဲငရဲမီးလျံအဝီစည်းကမီးလျံကလူပြည်တိတက်ဆွဲသွားတယ်ဒေဝရတ်ကိုရှင်းနော်အဲ့ဒီမှာအဲ့ဒီသတင်းကိုယဟန်နေချင်းချင်းပြောနေကြတယ်တခုတော့ဓမ္မသဘင်မှာသာဝတိပြီးမှဘုရားရှင်ကိုယ်တော်မြတ်ကြီးညချမ်းချိန်ခုလိုတရားဟောတဲ့အချိန်ပေါ့ဘေးသား၄ပါးအစုံလင်းနဲ့ဘုရားကြွလာတဲ့ယဟန်တွေကအတိအချင်းချင်းပြောနေကြတဲ့စကားလေးရှိတယ်။ဘာလဲဆိုတော့ဒေဝရတ်ဒီမျိုးသွားတာကွာဝမ်းသားတာတို့လူတွေအကုန်လုံးလည်းပြောကြနတ်တွေလည်းပြောကြဘုရားအတွက်ယံသူမရှိတော့ဘူးဒီနေ့အစတို့ကောင်းပြီပေါ့ဆိုတော့ဘုရားကရောက်လာပလိမောထိုင်ပြီးငါရှင်တို့မင်းတို့ငါမလာခင်ဗာပြောနေတော့ဒါပြောနေတယ်ဘုရားဆိုတော့အေးကွာတဲ့မကောင်းမှုပြုသူတို့ရဲ့သွားရလမ်းဟာမကောင်းတဲ့လမ်းပဲဖြစ်ပါလေမကောင်းမှုပြုသူတို့ပျက်စီးတာကိုဘယ်သူမှဝမ်းနေတဲ့လူမရှိဘူးကွာတဲ့ကိုယ်တိုင်လည်းပဲပြုံးသေးရမလားမဲ့သေးရမလားမကောင်းမှုပြုသူဟာပြုစဉ်ကလေးကဘယ်သူကိုယ်တိုင်ဆင်းရဲလဲကိုယ်တိုင်ဆင်းရဲတဲ့ဟေးတဲ့နောက်ဆုံးသေပွဲဝင်သွားတဲ့ခါကျတော့လဲချမ်းသာဝင်ရလားစင်ရဲသေပွဲဝင်ရလားဟိုငရဲမီးလျံနေလူပြည်တိတက်ဆွဲပြီးအဝီစီတိတန်းကျသွားတယ်ဒေဝရတ်နော်အဲ့တော့ဘုရားကဒေဝရတ်ကခုမှမဟုတ်ဘူးကွာတဲ့ဟိုလုံးကလည်းဒီလိုပဲသူသေးလို့ဝမ်းသာခဲ့ကြဘူးတဲ့ဘုရားကအတိတ်ကိုဆောင်းဘာကိုဆောင်းလဲတောင်းတော့အရှင်ဘုရားအခုတော့တပည့်တော်တို့သိပါပြီအခုဒေဝရတ်ကြီးပျက်စီးကုန်ဒေဝရတ်ကြီးမာရင်ချွတ်ချော်တဲ့အလုပ်တွေလုပ်ပုံအခုပျက်စီးလို့အများဝမ်းသာပုံတော့သိပြီအတိတ်ကဘယ်လိုအများဘယ်သူတွေဘယ်လိုဝမ်းသာခဲ့ကြဘူးတလဲဗျာအရှင်ဘုရားဒါလေးအရှင်ဘုရားအစဉ်သနာခြင်းကိုအကြောင်းပြုပြီးတော့ပေါ့လေအနာကပညာရှိတဲ့ယဟန်ထလျှောက်တော့ဘုရားကအေးနာတော်ဗျာတဲ့တခုသောဘဝတခုမှာကွာတဲ့ဒေဝရတ်ကပင်္ဂလာဆိုတဲ့ရှင်ဘုရင်ဖြစ်နေတယ်။ဟုတ်တယ်။ပင်္ဂလာမင်း။ဟုတ်လဲ။ပင်္ဂလာမင်းကြီးဖြစ်နေတယ်တဲ့။ဘုရားအလောင်းတော်ကအဲ့ဒီပင်္ဂလာမင်းရဲ့သားဟောဒေဝရတ်ကအဖေဟမ်ဘုရားအလောင်းကသားမလေးဒီလိုဘဝတွေအများကြီးသို့တော့အဲ့ဒီပင်္ဂလာမင်းဆိုတာကတော့ကွာတဲ့ငါတို့မင်းတို့နားလည်အောင်ပြောရရင်တဲ့ကြံကြိတ်ဆက်နဲ့တူတဲ့မင်းပဲဗါတဲ့ကြံကြိတ်ဆက်ကြီးကကြံနေထဲသလောက်ကုံဝါပြစ်ကြိတ်ပြစ်တာဝါတယ်မလုံးနဲ့တော့စင်သူရိုးမားတွေဖြစ်နေမဖြစ်တော့ကြိတ်နော်အရင်မှန်သမျှအကုန်ထွက်ပြီးအဖတ်ကြည့်ကြံအောင်ကြိတ်အဲ့ဒီတိုင်းပဲတဲ့ပင်္ဂလမင်းဟာတိုင်းသူပြည်သားတွေပေါ်မှာမတရားသဖြင့်အခွန်တုတ်တွေ
ကောက်ခံရှင်းတယ်နော်နည်းနည်းမှနလန်မထူနိုင်အောင်ဟုတ်ပြီနော်ပင်ကလမင်းပြောတာဟုတ်ကဲ့တွေ့ဘူးလို့လားဟမ်အဲ့လိုနှိမ့်ဆက်တဲ့မင်းတွေ့ဘူးလားအေးကိုယ်ဟာသုံးသားကြပေါ့ဗျာနော်ဟမ်ကြံစိတ်ဆက်နဲ့တူတယ်တဲ့ဘာနဲ့တူလဲမတရားသဖြင့်အခွန်တုတ်တွေကောက်ခံအာဓမ္မတရားစီရင်ဘာဖြစ်လဲအာဓမ္မတရားစီရင်နဲ့လက်ပေးလက်ယူဖို့လေလက်ပေးထားတဲ့ပုဂ္ဂိုလ်ဆိုရင်နိုင်စိတ်လက်မပေးတဲ့လူရှုံးစိတ်ရှင်းလားတိုင်းပြည်ထဲမှာနည်းနည်းလေးသူကြိုက်တာတွေ့အကုန်ဆွဲပေါ့ဗျာရှင်းလားအဲ့တော့ကောင်းသောမင်းလားမကောင်းသောမင်းလားပင်ကလမင်းဗာမင်းလဲဘုသူ့အလောင်းလဲအေးဒေဝရအလောင်းအေးမလုပ်ပါနဲ့သူတော်ကောင်းကြီးကိုနော်ဟမ်အဲ့ဒီအဖေမင်းရုပ်ရဲ့သားကဘုသူလဲဘုရားအလောင်းဒီလိုလုပ်ပါနော်အဲ့ဒါလိုတိုင်းပြည်ကြီးမှာတဲ့ဥစဉ်ရလဲဩဒီလောက်ရက်စက်တဲ့မင်းရှိသလားပေါ့လေစာရဲဖတ်ပြီးကြည့်ရတာပြောတာပါနော်အဲ့တော့တိုင်းသူပြည်သားတွေပေါ်မှာနည်းနည်းမှသနာငဲ့ညာခြင်းမရှိဘူးတဲ့အရေးကြီးတာသူလိုချင်တာရဖို့အဲ့တော့တိုင်းသူပြည်သားတွေကခုနကဒေဝရာကြီးကိုအများပြည်သူတွေမြင်သလိုပဲမျက်စိတွေသဲဝင်သလိုစွန်းနေခဲပါသလိုခဏစူးသလိုပဲနည်းနည်းမှကြည့်မရဘူးတဲ့ရှင်းနော်ဒါပေမဲ့အဲ့ဒီပိင်္ဂလာမင်းကြီးရဲ့သားဘုရားလောင်းကြတော့စိတ်ထားကအမတန်ကောင်းတယ်တဲ့မွန်မြတ်တယ်သူနဲ့ဆက်ဆံရသူအလုံးပေါ်မှာမေတ္တာကရုဏာနဲ့ဆက်ဆံတယ်သူတကာအခက်ခဲကိုသူကဖြေရှင်းပြီးဟုတ်ပြီနော်ကွာနေတာသားဖားနှစ်ယောက်အဖေဆိုးသလောက်သားကကောင်းနေတယ်ဆိုတော့ဒီမှာတိုင်းသူပြည်သားတွေကဒီပိင်္ဂလာမင်းကြီးကိုကြီးပွားတာမြင်ကျင်သလားပျက်စီးတာမြင်ကျင်အားလုံးကဆူတောင်းတယ်တော်တော်နဲ့မပြေဘူးနော်မပြေဘူးတဲ့ပင်္ဂလာမင်းကတောက်ချောက်အုပ်ချုပ်သွားတာဘယ်ချိန်ထိလဲသူသားကိုအိမ်ရှိဇံအရာပေးပြီးတော့သူကိုယ်တိုင်အုပ်ချုပ်လိုက်တာသူကသူယောဂဖြစ်ပြီးမှသိတယ်ဟုတ်ပြီနော်ဂျားထဲမှာသားကလည်းသူတော်ကောင်းဖြစ်နေတော့သူအာနာတက်လူမဲ့လူလည်းမရှိဘူးအဲ့တော့ပင်္ဂလာမင်းဘယ်အထိအုပ်ချုပ်သွားသေတဲ့အထိအုပ်ချုပ်သွားရှင်းလားသေတဲ့အထိတရားမှုတွေနဲ့လားမတရားမှုတွေနဲ့လားမတရားသဖြင့်ကြီးသူလှုပ်တယ်စာနဲ့ရေးထားတာတော့ကြံကြိတ်စက်ကြီးလို့ဟုတ်ဗါလဲအကုန်လုံးကြိတ်တာပဲနော်အဲ့ဒါလိုအုပ်ချုပ်ပြီးတော့သိပါတယ်သေတော့တိုင်းသူပြည်သားတွေဘာဖြစ်တော့ပြောတယ်တို့ကြတော့နတ်ရွာဆန်တယ်ပြောလို့မဖြစ်ဘူးနော်ဒါတော့သိုးသွားနေတဲ့မင်းတော့နတ်ရွာဆန်စရာအကြောင်းတော့မရှိဘူးအဲ့တော့စာစိုးကိုပြောင်းလိုက်ဘာဖြစ်လဲသေတယ်သေခြင်းစိုးနဲ့သေပါတယ်ဟင်ဘယ်လိုသေလဲတော့သူကောင်းမှုအာစိန်နကံလောက်ထားတာလားမကောင်းမှုအာစိန်နကံလောက်ထားတာမာပြီးရင်လွယ်ပြီးရင်ချော်ပြီးရင်ဘာတစ်ခုမှတဲ့လောက်သွားတာမရှိဘူးအဲ့တော့ဘင်္ဂလားမင်းသေခြင်းစိုးနဲ့သေတယ်အဲ့တော့တိုင်းသူပြည်သားတွေရတယ်တခါလဲအုံဝေါ်သောင်းနဲ့သေပရဲလို့ကြားတာနဲ့တိုင်းပြည်မှာပျော်ပွဲရွှင်ပွဲတွေလုပ်ရှင်းတယ်နော်ဒေဝရသေတော့လဲပြောတယ်ကိုပင်္ဂလသေတော့လဲပါသောလုံးညစ်တည်နော်ကငယ်အပေါ်ကငါတတ်နောက်ကလသေချာမမအောင်ပြောရနော်ပင်္ဂလအဲ့တော့ပင်္ဂလသေတော့တိုင်းသူပြည်သားတွေဘာဖြစ်တော့ဝမ်းသာတယ်တဲ့ပျော်ပွဲရွှင်ပွဲတွေလုပ်တယ်ဘယ်လောက်ထိလှုပ်လိုက်ကြလဲဒီမင်းကြီးအလောင်းကိုတင်လာတဲ့လဲပါမိရှုပ်ပြနော်စားထဲမှာအဲ့လိုအလောင်းတင်တဲ့လဲဆိုတော့အလောင်းတင်တဲ့လဲဆိုတာတစ်လောင်းပို့ပြီးနောက်တစ်လောင်းပြန်ထားပေါ့ဗျာနောက်တစ်ယောက်ပို့ပေါ့ဒီလိုလဲဆိုတာဒီလိုလုပ်တာအခုတော့မဟုတ်ဘူးဒီအာသုဘတင်ထားတဲ့အလောင်းတင်တဲ့လဲမို့လို့ကိုဘာဖြစ်တော့အကုန်ရှို့ပြစ်တယ်အဲ့လောက်ထိချေကြတယ်ရှင်းတယ်နော်ရှင်းတူမီးရှို့ပြီးတော့အဲ့ဒါကိုတိုင်းသူပြည်သားတွေရေအိုးအထောင်တောင်းသိမ့်နဲ့တခါတည်းလောင်းပြီးတော့အဲ့ဒီချင်းကြီးကိုတခါတည်းမြေဖို့နည်းနည်းမှပြာတောင်တက်မလာအောင်
chita the Bobala Ella love me your worship and love me to Dago Balo like me meow like I'll obey they don't me meow body meow bido Tap the book while I die to be that a channel Jamazi Luigi Danji Bay no so the time you might leave your way Jemba Anima Tap the Lunante bido to her Nando ma Nilagan Bolu, Manel Lela Nilagan Lodome, so Nando Bago, Shemi and Della. Della, Eddie Liga, Yema, Sound at a sound sheet. Eddie Sound, so much having golden. Pingala Theta, the young man go melu, she's a cushy. No? Nano the gas sound it. The gas out, Liga Yema Sound. Lega Yenga sound as some of it. Mura. Say cheese and gain at the carrot there than Guro. Paya along all yo. Not pay the young mamma. No? Who did go only that many Jesu and Sidala? The girl pay Jesu she tried so you lay. I said we do bamboo me, but pay by the do gone a low big at the label. No? At a time you could loan about the Kuma Gona, low big. Maybe Mama made the Naza Majiji move. Harry being allowed. Shinra, you don't know Rele Murelu, she move over ya. A good Uru Chajabu sheet. Eh, Liga Yen sound it, a song by you. Moon. And then, Yabid of Yalo Menivo, who many people, no? Yalo Menia, ha, Nidama, oh. May I follow the love Sajin and go near a dinner, pay the bigger Koneasi, the young one Murelu, Madu. Who may I say eating in Gonida Bajan lay, a pay Jesu, Mema Bashi, the lay, pay the look one in a many of us eatable. So the Juan Gurama let to she don't let the carrot pins or tether when the she receives Sarama the Ludon Lara. No? Say eating in go to carrot there than more. And I am made of many. Janobo let him in Badakuma, Magama. Go one elo mura mobu, Jolo mura. Babilo. You let see Babilo. How a bit a letter. Pingala mania, the Nando Bogo, Nilagan, dead dying. Do Gongo, Table Gina, Tudolo, shit, and Yelan Ture. What is it? Table Gine, Tudolo. Shit, two be my dead and Nilaga. Yazela, shit, Tura, Nera, what they have a to me, next for me, Elo, Silo, Bosha, than me. How have me a good baby, Milona doing, Balong water, Rosoro, Mobu. Any mania does hold it and all the day, and a yeppy out when walk on the Jolo Tuka, my way. Nidia Mobuera, the Nibato, Sorota, Doema, Bengala, that's so we see it. Chilla, no bone, Biova, no? I don't have to Baloma. Two Oma, Eddie de Gazonia, the road to Kaya, Janolo, Kanama Mobu. Nayabi, Dobby, the loud, yesterday, men of Piandozo, Lubi, Pianola, Macholo Mura. Crying, yeah. Dolan Goyam Luchin. The Bobala. Bare. Nayema, a winwa, County, Nizet Kayalo, Temabu, when the Piano Lama, Jauda, Jaudama, Edelo Job. The house sold a little sheet, no? The Bobala light. Edoma, what? Many my Yake, Muake. Do pay John Biora Solole. To Madoka Yabula. Dilule Vanaro, oh, Mabubane, Legazao. A go na pego, Meno, Jajana, Gini, Dubi, Leva, Micho, Bido, ye old Tomomia on the love, me Pondabi, Biada Mataro, wood. So deep being, but it is now the Chatabo, Boari, Dua, Duava, Iguade, Piamala, Mabubane, Pyamya.
သေကံအားလျော်စွာမသွားရဘူးလားသေပြီးမှထားနှိမ့်ဆက်တယ်လို့တော့မရှိပါဘူးအဲ့တော့အကုသိုလ်လို့လုံးသွားလိုက်ပုံများပင်ကလသည်တဲ့ဒေဝရအလောင်းဘယ်လိုလောင်းလဲအဲ့တော့မကောင်းတဲ့ပုဂ္ဂိုလ်ကြီးသေတော့အားလုံးပါဖြစ်ကြပျော်ကြတယ်လွတ်ပြီးကျွတ်ပြီးပေါ့အကုန်လုံးပျော်ပွဲရှင်ပွဲတွေလုပ်ဒေဝရသေလို့ပျော်ခဲ့သလိုပဲပင်ကလသေတုန်းကလည်းပျော်ခဲ့ကြတယ်အဲ့တော့ဘာလို့ဒီလူသေတာကိုပြောတာလဲတကယ်လို့များတို့သေလို့နောက်ကပျော်ကြမယ်ဆိုရင်ဟုတ်ပြီနော်တို့လည်းပဲသွားဒါမပါလို့မဖြစ်ဘူးပဲသွားတေဟုတ်ဆိုတာကမ္မဘဝပစ္စယဇာတိဘယ်လိုအကျိုးပေးမလဲတူသောအကျိုးပေးမယ်မကောင်းတာလုပ်ရင်အဲ့ဒါသူတကာတွေကပြစ်ဒဏ်ခတ်တာလားသူအာကုသိုလ်နဲ့သူသွားတာလားပင်ကလဘသူတတ်တော့ဘသူကမှမတတ်ဘူးသူပြုတဲ့အာကုသိုလ်အလျောက်သူသွားရရှင်းသလားအဲ့တော့မကောင်းမှုပြုသူအတွက်ခင်ဗျားတို့အဘိဇ္ဇာပွားပြီးဒီလူသေးပါစေလို့လုပ်နေရင်သူပြုတဲ့မကောင်းမှုတွေကိုဝယ်ထားတာနဲ့အတူတူပဲဘယ်သူမကောင်းကောင်းကောင်းကိုကောင်းလုပ်ပါဘယ်သူတရားပြက်ပြက်ကိုမပြက်စေနဲ့ဘယ်လိုအကျိုးပေးမှာလဲအဲ့တော့ကိုသေးလို့သူများဝမ်းမြောက်မဲ့အလုပ်မျိုးတော့နော်ဒါလေးမှားပြီးရင်ဒီနေ့ဒါပဲပြီးပြီဟုတ်ပလားကိုယ့်အကိုအိမ်ရောက်တော့မှစဉ်းစားဦးစင်းကဘာပြောတာလဲဘာဖြစ်စေချင်တာလဲဟုတ်ပလားကိုအဲလိုမှကိုယ့်ပေါ်မတည့်တဲ့လူများရှိလားလာပြီဒေဝရတောင်းပြောတော့ပြုံးလို့ကိုယ်လည်းရောက်ပြီခင်ဗျားတို့မှမုန်းတဲ့လူမရှိဘူးလားကိုယ်မုန်းနေတဲ့လူလေကိုယ်မတည့်တဲ့လူတွေရောသိကြပြီသိကြပြီဒါဖြင့်ကိုယ်မှချွေရင်ကျွဲရှိလို့ပေါ့သူများမျက်စောင်းထိုးခံရပြီဆိုကြတဲ့ကအဲ့ဒါမျက်စိထဲသဲဝင်နေလို့ပဲရှင်းသလားအန်ကျိတ်ခံနေရပြီဆိုရင်တော့သမင်းဝိုင်းနေသဲပါနေပြီပေါ့ဟုတ်ကဲ့လားကိုတွေ့လို့ဖနှောင်းပေါက်သွားရင်တော့စူးနေပြီဘယ်သူပြင်ရမှာလဲသူများလက်အပြင်းတင်နေရမှာလားကိုချွတ်ရင်းချက်ကိုပြင်ရမှာလားဒေဝရလို့လည်းမသိစေနဲ့ပင်ကလာကြီးလို့လည်းမသိစေနဲ့ရှင်းသလားကိုသမိုင်းကိုရရငါလူကောင်းပါလို့အော်နေရမှာလားလူတကာကကောင်းပါတယ်လို့ပြောအောင်လုပ်ရမှာလားအဲ့ဒါကိုဗျာအခုဒီမှာသာသနာ့ရခိတအသင်ကြီးလုပ်နေကြတဲ့လူတွေပေါ့လေဒါသတိထားဖို့ကောင်းတပည့်တော်တို့ကလုံးနေရတာဗျာလူတွေကအကောင်းမမြင်ဘူးသဘောပါလားအကောင်းမမြင်ဆိုကောင်းမှမကောင်းမယ်ဒီနေ့တော့ဒုက္ခပဲနော်တို့ဒီလောက်တင်ရရင်ကောင်းမယ်နော်သဘောပါသလားလူတော်များများဒီလိုဖြစ်ခဲ့ဘူးလားမရှိဘူးလားရှိပါရဲ့ဦးဇင်းတို့ကလည်းအများအကျိုးအများအတွက်အလုံးလုံးနေတဲ့လူတွေဆိုတော့အမြဲတမ်းဒါတွေကထိလာအဲ့တော့ဗာလေးနဲ့ကိုယ့်အကိုဖြေရလဲဆိုတော့ရွှေနာဆရာတော်ဘုရားကြီးအဆုံးအမအများအကျိုးရွတ်တယ်ဘိုးကခနိုးခနဲ့ဆိုခဲ့ရဲ့လဲမရွဲ့မဆောင်ကိုလမ်းကြောင်းကိုစိတ်ကောင်းနဲ့ရှင်ဖြောင်းပြောင်းနှင်လောမဲမှန်တရားလားကောင်းတာလို့တော့ပဲချအဲ့လိုနဲ့မရသေးဘူးအပြစ်ပြောပြီဆိုကြတဲ့ကဘာဖြစ်လဲအပြစ်ပြောတရားရှိတယ်လို့ဒီနေ့သိစေချင်တာဒါဦးဇင်းအမြဲတမ်းတရားပွဲမှာပြောသလိုဒီနေ့တရားလာနာကြတဲ့ပိဋကဟာလူကောင်းနေလားလူဆိုးနေလားလူကောင်းဆိုရင်အလုံးသာတို့ပဲပြန်တော့
ပြန်ခွင့်ပြုပါခင်ဗျားတို့လောက်ကိုသူ့မင်္ဂလာမကောင်းသေးပါဘူးဒါဖြင့်မုန်းသူမရှိဘူးပေါ့မျက်စောင်းထိုးတဲ့လူမရှိဘူးပေါ့မကျေနပ်တဲ့လူမရှိဘူးပေါ့လူကောင်းတွေလားလူဆိုးတွေလားလုံးအာမင်သူတို့ကိုယ့်အကိုကြတော့ဟုတ်တယ်ကောင်းသေးပါဒါဖြင့်မုန်းသူမရှိဘူးပေါ့မျက်စောင်းထိုးတဲ့လူမရှိဘူးပေါ့မကျေနပ်တဲ့လူမရှိဘူးပေါ့လူကောင်းတွေလားလူဆိုးတွေလားလုံးအာမင်သူတို့ကိုယ့်အကိုကြတော့ဟုတ်တယ်ဒါသမာဓိဋ္ဌိလားမိစ္ဆာဒိဋ္ဌိလားမင်းသမာဓိဋ္ဌိဆိုကျုပ်တရားဟောကြမလို့တော့ပြန်တော့မယ်သာဓုခေါ်ပြီးရှင်းလားအဲ့ဒါပဲဘဝနေနည်းဆိုတာအနေတမအနေမှန်မှဘာနဲ့နေရမလဲဉာဏ်နဲ့နေဘာနဲ့နေလဲဉာဏ်နဲ့နေပြီးတော့အကောင်ပိုင်းခြားသိအောင်လို့ရှင်းလားဘယ်သူမပြုအဲ့တော့ဘယ်သူကိုဘယ်သူအဓိကထားပြင်ရမှာလဲဒါတို့အမေရိကန်သမ္မတကြီးလို့ဒုတိယမြောက်သမ္မတလင်ကွန်းလားဘယ်သူလဲမသိပါဘူးသမ္မတဖြစ်ပြီဆိုကြတဲ့ကသူပါငားတယ်လူတယောက်ကိုငားလိုက်သူသမ္မတလာကားကအဲ့တုန်းကဒေါ်လာ900လောက်ပဲရှိဒါပေမဲ့အဲ့ဒီလူကိုသူက1000ပိတ်ငားနော်သမ္မတလာကားဘယ်လောက်900အဲ့ဒီငားလိုက်တဲ့လူဘယ်လောက်ပိတ်တစ်လောက်ဒေါ်လာ1000ပိတ်အဲ့ဒီခေတ်ကတော့တော်တော်ကိုကြီးတဲ့လစာပေါ့အဲ့ဒီလူကဘာလုပ်ရသလဲဆိုတော့နေတိုင်းဒီသမ္မတရဲ့အပြစ်ကိုရှာပြီးတော့ရေးရဟုတ်ပြီနော်ကိုယ့်အပြစ်ကိုရှာရေးပေးမဲ့လူကိုယ့်အပြစ်ကိုပြောမဲ့လူကိုလကပေးထားဒါကြောင့်လည်းတိုးတက်တာနေမှာပဲသဘောပါလားအဝေးပါမခံနိုင်ရင်ပျက်စီးရှင်းလားကိုယ့်အပြစ်ကိုမမြင်တော့အဲ့တော့သမဏကဘာလုပ်လဲအိယာထားပြီဆိုတာနဲ့မနေ့စာကော်ဖီစားရင်ကော်ဖီတောက်ရင်လည်းသူဘာလုပ်လဲဆိုတာအဲ့ဒီသတင်းအရင်ဖတ်သူမကောင်းကြောင်ရေးထားတာတွေကိုဟိုတခါတည်းမင်းမြင်သမျှပိုးသားသားရေးတယ်အပြစ်ကိုချော့မရေးနဲ့ဟုတ်ပြီနော်နေတိုင်းတိုင်းသူမိသားတွေလည်းဒါဖတ်သူကလည်းဒါပဲဖတ်တယ်အဲ့ဒီမှာရေးထားတဲ့အချက်တွေကိုသူရအောင်ပြင်ရှင်းလားကိုခင်ဗျားတို့ကျွတ်တို့ကကိုအကြောင်းကောင်းတာပြောတာကြိုက်လားမကောင်းတာပြောတာကြိုက်ဟုတ်ပါတယ်တိုးတက်အောင်ပါပဲသဘောပါသလားငါအကြောင်းဘယ်သူမှမကောင်းပြောနဲ့ပြောတဲ့ကောင်ပေါ့ရှင်းသလားအဲ့ဒါသူတော်ကောင်းလို့လားသူယုံမှလို့လားယုံမှလားယုံမှပါဝီစီရောက်ဖို့ပဲကြံတော့တာပဲယုံမှတဲ့ယုံမှတဲ့လူသွားရလမ်းကပဲလေအဲ့ဒီကြမှာကဲပါယူပါအော်လို့ငရေရောက်တဲ့လူတွေကဒီဘဝဒီကိုစမ်းနောက်ဘဝနောက်ကိုခံဆိုပြီးတော့မသိလိုက်မသိပါသာခံနေရမှာလားတိတိကြီးခံမရဲပါတယ်ခင်ဗျထောင်ထဲရောက်တော့လို့ဟေးဘယ်ကလာလေကျွန်တော်ဘယ်ရက်ကဘာမှုလို့ခုံမှုဟုတ်ကဲ့လားမသိမနဲ့ဝင်ရတာသိပြီးဝင်ရတာလားဟေးအမောင်ငရဲသားမင်းဘယ်ဟာရောက်လာလဲဗမာပြည်ရလာပါတယ်သဘောပါလားဘာမှုလို့မတရားမှုရှင်းတတ်လားဒါပြန်မသိပဲခံရမှာလားသိပြီးခံရမှာလားဒါကရုဏာပို့လို့ပြောနေတာပါအဲ့တော့ဘသူကိုဘသူပြင်ကြဘယ်လမ်းလျှောက်မလဲမကောင်းတဲ့လမ်းလျှောက်မလားကောင်းတဲ့လမ်းလျှောက်မမှန်တဲ့အလုပ်လုပ်မလားကောင်းမှန်တဲ့အလုပ်လုပ်ဒီနေ့ကစပြီးအလေးတင်းတောင်းနေပြန်ပြေးလိုက်နော်ဒါတပိဋ္ဌာအပြည့်ပါပဲဒီဈေးရမှရောင်းနိုင်မယ်ရှင်းသလားဟောတာတက္ကလံ6ပလင်းအပြည့်ပါကြိုက်တဲ့နေရာမှာချိန်မှမပြည့်ရင်ပြန်လာပြောပါထည့်ပေးလိုက်ပါမယ်သို့တော့ဒီဈေးရမှရောင်းနိုင်မယ်ပြီးပြန်မှန်ကြရအောင်ဗျာပြန်မှန်ကြရအောင်မကောင်းဘူးလားမလုပ်သင့်ဘူးလားအကုသို့ကင်းသွားအောင်လို့ပါနော်
လောကမှာအာဓမ္မတွေကြီးစိုးလာတာသည်ဓမ္မအားနည်းနေလို့ဖြစ်ပါတယ်ဓမ္မတွေအားကောင်းလာရင်ယုံသလားအဲ့တော့အာဓမ္မပျက်စီးမှပျော်ရမှာလားအာဓမ္မတရားတွေကိုယ်သဏ္ဍာန်မရှိအောင်လုပ်ရမှာလားကိုယ်သဏ္ဍာန်မရှိအောင်လုပ်ရအဲ့ဒါမှလမ်းမှန်သူတော်ဘာပျက်စီးချောင်းကိုကြံရမှာလားကိုယ်ကိုကောင်းအောင်လုပ်ရမှာလားဒီနေ့အဖြေတွေ့သလားရှင်းရောရှင်းရလားကိုယ်ကိုသူများအပြစ်ပြောတယ်ကဲ့ရဲ့သူရှိနေသေးရင်ကိုယ်မှချွင်ရင်းချက်ရှိနေလေလို့အဲ့ဒါဖြောင်းဖြောင်းကြီးပြလိုက်ကျွန်တော်ဘာမှားတယ်လို့ပါပြောပါအာမနာပါနဲ့ဗျာကျွန်တော်စိတ်မဆိုးပါဘူးရှင်းလားသဘောကောပေါက်သလားအဲ့ဒါသူတို့ဝေဖန်ပေးနေတာဘယ်သူအတွက်လဲအားလုံးကျင်သလားကိုဖော်မတူတော့တဲ့ရှင်းလားအားလုံးသူများအပြစ်ကြည့်ကြမလားကိုယ့်အပြစ်ကိုကြည့်မလားဒီနေ့ဓမ္မကဒါပဲဘုရားရှင်ကိုတော်မြတ်ကြီးကသူ့သားယဟန်တွေကိုဒီပင်ကလဇက်ကိုသက်သေပြပြီးတော့ရှင်သားတို့တဲ့ကိုယ့်ဘောမှာမတည့်သူမလိုမုန်းသားသူရှိနေတယ်ဆိုတာကိုယ့်အလုံးမားနေလို့ကျင်သလားအားလုံးကိုသူတွေပေးလိုက်တယ်ကိုတော်လာပြီတက်လာပြီသီးလာပြီလို့ထင်တဲ့နေ့ဟာကြာရှုံးတဲ့နေ့ပဲလို့မှတ်ပါရှင်းလားဦးဇင်းတို့လည်းသီလုံးလို့တက်လုံးလို့မဟုတ်ဘူးလေးလာရင်နဲ့ပို့ချရင်နဲ့ဒီနေ့တော့မှတရားပွဲပြင်တဲ့ကနည်းနည်းနောက်ကျနေတယ်စာဖတ်တော့နည်းနည်းများသွားတယ်တရားနှစ်ပုတ်ဖြစ်သွားအဲ့တော့ဘယ်ပုတ်ဟောရမလဲငါကြမ်းနေရတာကွာလို့ရှေ့ကတပုတ်ဟောပြီးတော့ခွန်နိုင်ထိုးပြီးရပ်ထားတယ်အဲ့တော့မလာသေးဘူးဆိုတော့ကိုယ့်ကိုစာအုပ်ဆက်ဖတ်လိုက်တာအခုဒီဇက်သွားတွေ့တယ်အဲ့တော့ဒီဇက်အရင်ထောလိုက်တာပေါ့မနေ့ပြန်ကြမှာနောက်တစ်ဇက်အစာတသက်နဲ့စရှင်းလားဒီနေ့တော့ဘယ်သူတော့ဒေဝရပေါ့ဒေဝရကြီးပါဖြစ်ရေမျိုးသွားရေမျိုးတာဖယားကများကျိန်စာတိုက်လိုက်တာလားဖယားစူးသွားတာလားဘယ်သူအာကုသို့လဲဘယ်သူမပြုဘယ်လိုအကျိုးပေးမှာလဲကိုကမျက်စောင်းထိုးခဲ့ရင်ကိုလည်းမျက်စောင်းထိုးခံရမှာပေါ့ကိုကအတင်းပြောထားရင်အဲ့တော့ကိုလည်းကြမှာမနှွဲ့နဲ့လေရှင်းသလားမခံခြင်းဖြစ်ရမှာလားပြင်ရမှာလားဘယ်သူကိုဘယ်သူလဲရှင်းတတ်ကြလားထပ်ပြောပဲမှတ်ထားပါကိုတော်လာပြီတက်လာပြီသိလာပြီကောင်းလာပြီလို့ခင်တဲ့နေ့ဟာကြာရှုံးတဲ့နေ့တို့ခင်ဗျားတို့စိတ်တွေအလုံးစုံကောင်းသွားပြီလားကောင်းအောင်ပြင်ခြင်းစိတ်ကောရှိပါလားပြင်မယ်လို့ကောဆုံးဖြတ်ထားလားပြင်လို့ရောရပါအောင်မလားပြင်လို့ကောင်းနိုင်ပါမလားခုခေတ်ကြီးရောကောင်းနိုင်ပါမလားခုခေတ်ကြီးရောကောင်းနိုင်ပါမလားပြင်ရင်အားလုံးကောင်းနိုင်ပါဦးမလားသိမလို့တရားအချိန်ပြည့်နေပြီနော်သိမလို့လောကမှာသူတို့ကကောင်းမှလားမကောင်းဘူးလားလည်းမသိဘူးနော်မကောင်းနိုင်ရင်ဒီတရားဟောစရာမလိုတော့ဘူးဒီနေ့ပဲရည်စက်ချအောင်နော်ကောင်းနိုင်မကောင်းနိုင်ဘယ်သူကစပြင်ရမှာကိုပဲတာဝန်ယူပေးပါရှင်းလားဘာဖြစ်လဲဦးဇင်းဟိုနေသက်သွားတော့မတ်ပုံတင်စစ်တယ်ဘုန်းကြီးမတ်ပုံတင်မြဘူးကတော့ငါမတ်ပုံတင်ကိုင်းကိုမကိုင်းဘူးအရှင်ပြယဟန်ဟုတ်မဟုတ်ဘာနဲ့သက်သေးပြန်ဒီမဲ့ကွာသင်္ကန်းဒီမဲ့ကြောဟမ်ငါကအာမခံနဲ့ I am a monk ဟမ်တော့ငါအပူလာမပြောနဲ့ရှင်းလားငါတာဝန်ယူတယ်ငါမဟုတ်တာဘာလို့မှမလုပ်ဘယ်သူကဘူးအာမခံနိုင်မို့လို့သူကတော့အာမခံနိုင်လားသိရဲပြီလားအဲ့ဒါပဲရှင်းသလားဒီနေ့ဦးဇင်းကဟိုမင်းနေမကောင်းကြောင်းဒီမင်းနေမကောင်းကြောင်းဟိုလူမကောင်းကြောင်းဒီလူမကောင်းကြောင်းပြောနေတာလားခင်ဗျားတို့ကိုပြင်ပေးနေတာလားကိုရှေ့ရောက်တဲ့လူဟောတာဗျရှေ့မရောက်တဲ့လူကျုပ်ထဲကုန်ပြောဘူးရှင်းသလားဘယ်သူအတွက်လဲရှင်းသလားကဲဘယ်လိုတာဝန်ယူကြ
သိဝင်ကြမရှိပါဘူးနော်ဒီလိုသားတွေသမီးတွေဘယ်သူကိုဘယ်သူအားလုံးကအဖေကြည့်ပြီးအဖေကဒီလိုနေသွားတာဆိုသူတို့လည်းဒီလိုနေမှာပဲအဖေကဒီလိုပြောတတ်တယ်ဆိုရှင်းလားရှင်းရောရှင်းတတ်သလားအားလုံးတရားသိမ့်ပါတော့မယ်ဘယ်သူကိုဘယ်သူတာဝန်ယူကြဒီနေ့တရားတာပါပဲရှင်းတတ်သလားသဘောပေါက်သလားသေကနေကြမှာမျက်ရည်လည်းရွယ်ဖြစ်နေလို့တော့မရပါဘူးတဲ့ဘယ်သူအပြည့်ကိုပြည့်ကိုခံရကိုပြည့်ဘယ်လိုကြိုးပေးမလဲဘယ်သူကိုဘယ်သူအားကိုးရမှာအလိုလိုကောင်းလာမှလားကောင်းအောင်လုပ်မှကောင်းပါလားအလိုလိုတရားသောလောကကြီးဖြစ်လာမှလားတရားကျင့်ဆောင်မှတရားလောကဖြစ်မှလားအဲ့တော့အားလုံးကိုဒီနေရာကမေတ္တာရက်ခံပါတယ်ကိုပဲတာဝန်ယူပေးပါဟမ်ကိုပဲတာဝန်ယူပေးပါရှင်းသလားဘသူမှတာဝန်မရှိပါဘူးဘသူတာဝန်ယူရမလဲရှင်းတတ်သလားဒီတိုင်းဆိုကောင်းနိုင်မကောင်းနိုင်အားလုံးညံနေပေါ်ရလားပြန်သွားရင်မမေ့နဲ့အောင်နော်အခုလာမယ်15မိနစ်စပြီးလေ့ကျင့်မယ်ကိုပဲတာဝန်ယူပေးပါရှင်းတတ်သလားအားလုံးသတိထားဝရိယဆိုင်ပြင်ကြတဲ့ရှိဟိုမှာတော့တာဝန်မယူနိုင်နေတော့နိုင်တဲ့လူတွေတော့သူတို့လမ်းသူတို့သွားခဲ့ကြပြီအဲ့တော့ဘသူကိုဘသူတာဝန်ယူရမယ်အဲ့တော့ဘသူကိုဘသူပဲစစ်ဆေးမယ်စစ်ဆေးကြည့်တော့မကောင်းမှုကောင်းမှုတွေမတွေ့ရဘူးလားမကောင်းမှုမှန်သမျှမလုတ်ကြနဲ့ပြောမလုတ်ဖြစ်အောင်ကြိုးစားမယ်ကောင်းမှုမှန်သမျှလုတ်ဖြစ်အောင်လို့စိတ်ကိုဖြူအောင်ထားအတ္တမကြီးကြနဲ့ရှင်းတတ်သလားကဲသိမ်းပါတော့မယ်ဘသူကိုဘသူတာဝန်ယူမယ်တာဝန်ယူတော့သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်မှာလို့အဲ့တော့ဘယ်စိတ်ဖြစ်ပြီးတော့လောဘစိတ်လည်းဖြစ်ပြီးရင်ဒေါသမာနတွေလည်းဖြစ်ပြီးရင်ဘယ်ဟာမြဲလဲအလုံးဝဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ကိုတာဝန်ယူကြစို့လို့တိုက်တွန်းရင်းနဲ့နာကြစို့